Hello, alo mình bảo chúng nó có fan đi qua thì được chụp bài nó có fan đi qua là em phải nhau vậy cũng này chụp bài chúng nó đi cũng giống say vậy phải đi à thì cao à hồ em cũng một hồ em phải là ban alo cái tôm như vậy hả thì cao mà cả thì cao ban alo cái tôm như vậy mấy thì cao à nếu em mà thì cao về một check về luôn vậy但係呢啲創業嘅我當得你啊嘛，出嚟嘅時候咧，အလွယ်တကူအစင်းနဲ့တန်းတော့ရုံပဲပြီးသွားရင်ဒီမှာကျွန်တော်ဒီမှာပြလိုက်တယ်မှာပလက်လေးဒီကျိုးလေးတစ်ခုကိုကျွန်တော်ပြထုတ်ပေးရတယ်အဲ့ကျိုးလေးတစ်ခုကိုအနီးနဲ့ join ပြီးသွားရင်ကျွန်တော်ပလက်ဖုန်းမှာပလက်ကောင်းလေးထိုးပြီးတန်းပြီးတော့သုံးရုံပဲဘာမှမလုပ်ဘူးဒီကောင်ကပြီးရင်ဒီကောင်ရဲ့လေးထွားအားပါညာအရင်ကောင်းတယ်လေးထွားအားကောင်းတဲ့အပြင်ဒီကောင်ကကျန်းမာရေးနဲ့ညီနေတာဗျာစီမံတိုင်းပြောရင်ပြီးပန်ကားလေးကကျတော့ညဘက်ကိုပန်ကားလေးခံလိုက်မယ်မနေ့မိုးလေးကိုယ်လေးလက်တွေတိုက်တာလေးနားလေးခဲတာလေးရှိတယ်ဒီကောင်ကတော့အဲ့လိုမဟုတ်ဘူးဗျကိုလိုချင်တဲ့နေရာတစ်နေရာမှာတည်ထားလိုက်ပြီးဒီ friend လေးတွေကတော့တစ်ချက်ပြောပြမယ်နော်စကားတက်ပြီးတော့ဒီ friend လေးတွေကကျတော့လက်လေးနဲ့ပဲကြလားပြအောင်လေဒီကောင်ရဲ့ကတ်တော့တွေပါညာမပါတော့မပါရတော့ဒီကောင်လက်ကလေးနဲ့ပဲဒီကောင်အခွင့်ပေးလို့ရမယ်ကိုတို့မသုံးချင်ဆိုရင်ပလက်ထုတ်တာသုံးမယ်ဆိုရင်ပလက်လေးထိုးပြီးတန်းတော့ဒီကောင်လေးဖွင့်လာလိုချင်တဲ့နေရာကိုထားအားကလေးချိန်ထားအဲ့အားဝင်တော့ထိရောက်မှုရှိတယ်ပြီးရင်ဒီကောင်ရဲ့အားသာတဲ့ကွယ်မီးကအရန်အဖမ်းတက်တာဘာလို့ပြောလဲဆိုတော့ပန်ကာတချို့ပန်ကာတွေဆိုရင်ကျွန်တော် power station ဘာညာနဲ့သုံးမယ်ဆိုရင်ဟိုဝစ်သွားတာဘာညာပန်ကာအနေပြီးတော့ဗရီစားတာဘာညာတော့မရှိဘူးဒီကောင်ကကျတော့မရှိဘူးဗျဒီကောင်က power station နဲ့သုံးမယ်ဆိုရင်သူ့ရဲ့ data အားအတိုင်းမထွက်မယ်မီတာခံတက်တာမယ်အဲ့တော့ဗရီ MBR တွေလည်းပိုခံတယ်ဗရီ MBR တွေလည်းထိခိုက်မှုမရှိဘူးအဲ့တော့ကျွန်တော်ဒီကောင်လေးကပစ္စည်းကကျွန်တော်တို့ဒီမှာအလုံးကိုဟို100ကျော်ပဲရောက်လာရှိမယ်အဲ့100ကျော်လေးပဲကျွန်တော်ရောင်းချရင်မှာရောင်းချရင်ပဲဒီကောင်ကတော့ကျွန်တော်တစ်ကောင်ဝဲကို9000တစ်ကောင်ကိုကျွန်တော်4000ဝဲနော်အဲ့ဒီလေးနှုံးမဲ့ကျွန်တော်ရောင်းချပေးမှာဟာအကုန်လုံးပန်အခုအချိန်လေးပြမှာဗျာပန်ကတစ်လုံးတော့က5-8တောင်သိမ့်ပြနေတယ်ဗျာဒါမျိုးအဲ့မှန်တစ်လုံးကိုအိမ်မှာနေရာလည်းမဆောက်ဘူးဗျာအပေါ်တနေ့တောင်းတနေရာမှာချိန်ပွဲပြီးတော့အတင်သုံးလို့ရမယ့်ပစ္စည်းတွေကိုရမယ်ဆိုရင်ဒီမျိုးတော့လူသားတဲ့ပစ္စည်းတွေပါနော်ဒီပစ္စည်းတွေကိုယူတင်တယ်ဗျာယူစားနေတာမဟုတ်ဝယ်သားတင်တယ်ဗျာအိမ်တိုင်းမှာဒါမျိုးကချိန်တာနောက်ဆုံးအလားချိန်တာမျိုးပဲတော့အဆင်ပြေတယ်ဗျာဟိုရုံးနဲ့သုံးတဲ့လူတွေဆိုရင်အဲအကောင်ကမီတာကအရင်များတယ်မီတာကအရင်များမဲ့တော့မီတာကခြေလာတဲ့အနေနဲ့အဲအကောင်အခန်းတွေကိုရုံးခန်းလေးကိုပဲအလားချိန်တာမျိုးပဲဒီကောင်လုံးဝဒီအဆင်ပြေတယ်ဟိုအပြင်းကြီးရဲ့လူကလည်းဟိုပြောရင်လူချိန်နေပေါ့ဗျာလူချိန်နေဒီကောင်လေးတက်ထားရင်ဘာလဲပြီးဒီအဲအကောင်ရှိပါလားပဲအတွေးလေးဝင်သွားမယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုရောင်းချပြရဗျာဟိုလုပ်ငန်းသုံးမဲ့လူဖြစ်ဖြစ်အိမ်မှာသုံးမဲ့လူဖြစ်ဖြစ်ဟိုနောက်ခလေးတွေပါရှိတယ်ဗျာပန်လာကျတော့အမှတ်တမဲ့လက်ထိုးလိုက်တာပါလားလက်ထိသွားတာပါလားရှိတယ်ဒီကောင်ကျတော့အပေါ်မှာလဲထားလို့ရတယ်နေရာမှာချိန်ထားလို့ရတဲ့ဟိုဘယ်ကလေးမှလည်းလက်ထိုးမှမရှိဘူးပြီးရင်ဒီကောင်ရဲ့လက်နဲ့ထိုးထည့်လိုက်တယ်တော့ဘာမှမဖြစ်ဘူးဒီကောင်ရဲ့အားစားကျဒီကောင်ရဲ့ဟိုလေးထွက်အားလည်းအရင်ကောင်းတယ်ဟိုအပြင်းမဟုတ်ဘူးနော်ဒီမဲ့လို့ပြင်းစီပြီးထွက်တာမဟုတ်ဘူးဒီကောင်ကဖြည်းဖြည်းနဲ့ဒီကောင်ကလူကိုအေးစိတ်ပြီးတော့မနေ့မိုးလေးစောင်းမှခြုံမတဲ့အချိန်တွေပြီးတော့အေးတယ်ဗျာအဲ့တော့ဒီဗီဒီယိုကိုမှားနေတယ်ဆိုရင်ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးချပေးရမယ်ဖုန်းနံပါတ်09889998အဲ့ဖုန်းကိုဆက်သွယ်ရရတယ်98433536အဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှာလို့ရတယ်နေရာမှာမိတ်ဆွေတွေကြတော့ကျွန်တော်အေဂျာထုတ်ပို့ပြီးတော့ကားရေးရောက်တင်နေတာနော်အားလို့ရင်ကျွန်တော်ရဲ့ဒီဖုန်းလေးတွေကိုဆက်သွယ်ရေးမှာလို့ရတယ် Viber လည်းဒီဖုန်းနံပါတ်ပဲ Viber နံပါတ်9844394336အဲ့ဒီဖုန်းလေးမှာဆက်သွယ်ပြီးတော့မှာလို့ရတယ်နော်ကျွန်တော်ရောင်းချရေးဗီဒီယိုလေးနောက်တစ်ခေါက်ထပ်ပြီးတော့ပဲတကောင်ဝဲကို9000တကောင်ကို4000ဝဲပြပါတယ်နော်အားလုံးပဲကြည့်ဦးတင်ပါတယ်ကျွန်တော်ဗမာပြည်ကြီးကိုအားပေးပြရပါတယ်နော်